Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့ team chatter ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့PNB အတွက်လေ့လာရလူတွေတော်တော်များများ team chatter ဆိုတာဘာလဲဆိုတော့သိပြီးသားဖြစ်မယ်ကျွန်တော်တို့ project chatter နဲ့ team chapter ရဲ့ကွာခြားချက်တွေ team chatter ဘယ်လိုမျိုးဖွဲ့စည်းတယ်ဘာတွေပါတယ်ပေါ့နော်ဒီလိုမျိုး theory တွေတော်တော်များများလေ့လာမှုကြတယ်ဒါပေမဲ့ကျွန်တော်တွေးသလောက်ဆိုရင်ဒီ Simon အတွက် team chatter ဆိုတဲ့ဟာကိုလေ့လာရဲဆိုတာဘယ်လိုပုံစံဆိုတာမျိုးပဲလေ့လာလိုက်တာပေါ့နော်တကယ်ကျွန်တော်တို့လက်တွေ့project တွေလုပ်တဲ့အချိန် program တွေလုပ်တဲ့အချိန်ကျရင်ဒီ team chatter ကဘယ်လိုမျိုးအရေးပါအရေးရောက်တယ်ဘာကိစ္စသုံးရလဲဆိုတော့ဟိုလက်တွေ့သိစေချင်တယ်ပေါ့နော်သိစေချင်တဲ့အတွက်ကျွန်တော်ဒီနေ့ဒီ session လေးကို share ပေးရဖြစ်ပါတယ်နော်အဲ့တော့slide လေးကိုတစ်ချက်ကြည့်လိုက်ပါနော် okay အဲ့တော့ဒါ organization တော်တော်များများဖွဲ့စည်းထားတဲ့ structure ပေါ့နော်ကျွန်တော် organization ထဲမှာ program တွေရှိမယ် project တွေရှိမယ်ပြီးလို့ရှိရင် teams တွေရှိမယ်ပေါ့နော်တနည်းအားဖြင့်ကျွန်တော် resource pool တွေပေါ့ကျွန်တော်တို့ကဟုတ်ပါတယ်ပြောကြရဲကျွန်တော် agile project တွေလုပ်လို့ရှိရင်ဒီဘယ်လိုပြောမလဲ resource က 100% allocate ဖြစ်ရမယ်project တစ်ခုကို team တစ်ခုကအသေးရှိရမယ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့ reality မှာအားလုံးသိတဲ့အတိုင်းပဲလေနော်ကျွန်တော် resource က insufficient ဖြစ်တာရှိအဲ့တော့ကျွန်တော်တို့က share resource သုံးရတာရှိအဲ့တော့ဆိုပါစို့ကျွန်တော်တို့ဒီ organization မှာဗျာ teams တွေရှိတယ်ဥပမာ teams 10ခုလောက်ရှိမယ်ဒါမှမဟုတ်5ခု6ခုရှိမယ်အဲ့ဒီ resource pool တွေရှိမယ်အဲ့မှာကျွန်တော်တို့က program တွေ project တွေကနေပြီးတော့ဒီ teams တစ်ခုစီကိုကျွန်တော်တို့ယူသုံးရတာရှိမယ်နော်အဲ့တော့ထားပါတော့ဥပမာ project A နဲ့ project B ကဒီ teams 1ကိုလိုအပ်တယ် teams 1ကသူတို့ service တစ်ခုခု develop လုပ်တဲ့ team လည်းဖြစ်နိုင်တယ်လို့ function တစ်ခုခုရဲ့ teams လည်းဖြစ်နိုင်တယ်အဲ့တော့ project A ရော B ရော teams 1ကိုလိုအပ်တယ်ဥပမာထားပါတော့ project B ရဲ့ program A ရဲ့ B ရဲ့ teams 3ကိုအဲ့လိုမျိုးလိုအပ်တာရှိရဲနောက် project C က team 4ကိုလိုအပ်တာရှိတယ်အဲ့တော့အဲ့လိုမျိုးရှိတဲ့အချိန်မှာကျွန်တော် share resource သုံးတဲ့အချိန်မှာဘယ်လိုမျိုးပြဿနာတွေကြောင်းအားလေးရှိလဲဆိုတော့အဓိကတော့ project prioritization နဲ့ program prioritization တွေပေါ်မူတည်ပြီးတော့အငင်းပွားကြတာပေါ့တဲ့မှာဒီ resource ကငါ project မှာအရင်လိုတာငါ့ကိုအရင်ပေးလို့တခြား project ကလည်းထိုနည်း၎င်းပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီ resource pool ထဲမှာ share teams တွေအနေနဲ့ဒီဘယ်လိုပြောမလဲ stress တွေတက်လာပါတော့သူတို့အနေနဲ့ဒီ project တွေအကုန်လုံးသူတို့လိုက်ပြီးတော့လုပ်နိုင်မှုဆိုတာ maybe သူတို့ရဲ့ capacity ပေါ်တွေလည်းမူတည်တယ်သူတို့ပေးနိုင်တဲ့ effort တွေ right ဒီလိုမျိုးတွေပေါ်မူတည်ရတာအဲ့တော့သူတို့အနေနဲ့ဒီ project တွေကိုခွဲပြီးတော့ resource တွေကို share ပြီးသုံးပေးနေရဖြစ်တဲ့အတွက်ဘာတွေဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ဒီ teams ကလူတွေကမပျော်တော့တာတို့ဒါမှမဟုတ်အလုပ်တွေကိုသိချာမလုပ်ပေးနိုင်တော့တာတို့ conflict တွေဖြစ်လာတော့ရှိလာပါတော့အဲ့တော့ဒီ program တွေ project တွေmanagement level organization တွေဘက်ကနေလုပ်ပေးလို့ရတာဒါ prioritization တွေပေါ့နော် okay အဲ့တော့ဒီ teams တွေဘက်ကရောဘာလုပ်လို့ရလဲဒီ teams တွေအနေနဲ့သူတို့ရဲ့ teams ရဲ့ဒီ standpoint ပေါ့နော် defenses တခုဘာထားလို့ရလဲဆိုရင်ဆွမ်းနာပြောရင် team chatter ဆိုတဲ့ဟာပေါ်ပေါက်လာတာပါနော်အဲ့တော့ team chatter ဆိုတာကျွန်တော်တို့ကဘယ်လို rule နဲ့ play လဲဆိုရင် teams တစ်ခုစီကနေပြီးတော့teams ထဲမှာရှိတဲ့လူတွေအကုန်သဘောတူသူတို့က chatter တစ်ခုဖွဲ့စည်းထားတဲ့သဘောပဲအဲ့တော့အဲ့ teams chatter မှာသူတို့ကဘာတွေပါလို့ရလဲဆိုရင်သူတို့ teams ကဘာအတွက်ဖွဲ့စည်းထားတာဘာရွေးချက်နဲ့ဖွဲ့စည်းထားတာပြီးလို့ရှိရင်သူတို့ရဲ့ ground rules တွေကပါသူတို့ရဲ့ target ကိုပါသူတို့ရဲ့အလုပ်လုပ်ပုံဘယ်လိုပြီးလို့ရှိရင်ကျွန်တော်တို့ကဘာတွေပါလို့ရလဲဆိုတော့သူတို့ဒီဥပမာ resource calendar လိုမျိုးပေါ့နော်သူတို့ဒီဘယ်အချိန်မှာဘယ် project အတွက်ကိုဘယ်လောက် allocate လုပ်ထားတယ်အဲ့တော့သူတို့ရဲ့ capacity ကအခုချိန်မှာဘယ်လောက်ပဲရှိရဲဆိုတာမျိုးဒါမှမဟုတ်လဲထားပါတော့ဒီ project ကြီးတစ်ခုလုံးမှာသူတို့ရှိသမျှ resource အကုန်ရှိနေရတယ်လို့အဲ့လိုမျိုးကြီးလည်းထည့်လို့ရတယ်လို့နောက်တစ်ခုကဘာထည့်လို့ရလဲဆိုတော့ teams တစ်ခုစီကသူတို့ရဲ့ကိုယ်ပိုင်ဒီပေါ့နော်ဘယ်လိုပြောမလဲ engagement ပုံစံမျိုးလုပ်ထားလို့ရဆိုလိုချင်တာ team ဆွမ်းအနေနဲ့ okay ငါတို့ကိုလိုချင်တယ်ဆိုရင်လိုချင်တဲ့ project တွေကနေပြီးတော့အရင်ဆုံး engage လုပ်ပါသိရမလားဒီသူတို့ maybe ဗျာpage တစ်ခုနဲ့ SharePoint page တစ်ခုနဲ့ဖြစ်ဖြစ် Confluence မှာဖြစ်ဖြစ်သူတို့တင်ထားလို့ရတယ်ဒါမှမဟုတ် documentation တစ်ခုနဲ့ဒီ teams ကိုလိုချင်တယ်ဆိုရင် project တွေ program တွေကနေပြီးတော့ဒီလို process နဲ့ engage လုပ်ဒီလိုမျိုး meeting တွေလုပ်အဲ့မှာဒီသူတို့ရဲ့ team leader ပေါ့နော် team leader ဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ teams တစ်ခုစီရဲ့maybe squad leader ပေါ့နော်အဲ့လိုကနေပြီးတော့ဘာလုပ်ပေးလဲဆိုတော့ meeting တွေလုပ်ပြီးတော့ project prioritization ပေါ်အရေးကြီးတဲ့ဟာပေါ်မူတည်ပြီးတော့လိုအပ်တာပေါ်မူတည်ပြီးတော့ဒီ capacity effort တွေချပေးရဒီအတိုင်းအတာတစ်ခုပေါ့နော်အဲ့လိုမျိုးနေနေကျွန်တော် team chatter အရင် play လို့ရတယ်ပေါ့နော်အဲ့တော့PNB မှာကျွန်တော်ပြောသူပဲသင်သွားတဲ့အချိန်မှာတော်တော်များများ team chatter ဆို
အရင်ဒီချာနားမလည်လိုက်ဘူးเนาะ team chat တာဘယ်လောက်အရေးကြီးလဲဆိုတော့နားမလည်လိုက်ဘာလို့ဆိုကျွန်တော်တို့ project management ဒီ project manager ဘာလို့အမြင်အားကြည့်မှဆိုရင်じゃ team chat တာအရင်ကျွန်တော်တို့အရင်ဒီအခက်မကြဒါပေမဲ့ဒီလိုမျိုး share resource ဖြစ်နေတဲ့ organization မှာဒီလိုမျိုး teams တွေ resource pool ထဲမှာရှိတဲ့ teams တွေအတွက်ကြာအဲ့ဒါအရင်အသုံးဝင်နေသူတို့အတွက်defenses တခုလည်းဖြစ်ဆိုသူတို့အတွက် authority တခုပေးလိုက်တယ်လို့ပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးနည်းနဲ့ team chat တာလေးဖွဲ့စည်းလို့ရတယ်ပေါ့နော်ဒါဒီလိုလုပ်လို့ရတယ်ဆိုတဲ့ idea လေးတစ်ချက်ပေးချင်တာလည်းပါတယ်ပေါ့နော်အဲ့တော့ team chat တာကျွန်တော်မျိုးစုံလုပ်လို့ရပါတယ်တော်တော်များများတော့အဲ့လို conference page တို့ share point တို့မှာအဲ့လိုလုပ်ထားကြရပါတော့အဲ့တော့ဒီလို template လေးနဲ့လည်းလုပ်လို့ရပါတယ်အဓိက team share mission ပါလဲ scope သူတို့ဒီဘာ service အတွက်သူတို့ဟာဒီ scope ကိုဖွဲ့စည်းထားလဲဘယ်လိုမျိုးလုပ်မှာလဲပြီးရင်နောက်ဆုံးများသူတို့ team တစ်ခုစီအနေနဲ့သူတို့နာမည်လေးပေးလို့ရတယ်မှာငါတို့ကတော့ဟိုမှာ teams ပါအဲ့လိုမျိုးတွေပေါ့နော်နာမည်လေးဟိုပြပပလေးပေးလို့ရတယ် and then သူတို့ရဲ့ goal ကဘယ်လိုသွားမှာပြီးရင်သူတို့ရဲ့ strengths တွေ skill တွေပြီးရင်သူတို့မှာဘယ်လို responsibility ဝေးရှိရဲသူတို့ရဲ့ success metric တွေကဘာလို့ value ကဘယ်လို normalization တွေကဘယ်လိုပြီးရင်ဘယ်လို event တွေရှိရဲနောက်သူတို့ဘာတွေထည့်လို့ရလဲဆိုတော့သူတို့မှာ team member ဘယ်နှယောက်ရှိရဲဘယ်သူတွေရှိရဲဘယ်လို role တွေရှိရဲဥပမာ Java developer ဘယ်နှယောက် tester ဘယ်နှယောက်ဘယ် service အတွက်စသဖြင့်အများကြီးထည့်ထားလို့ရတယ်ပြီးရင်အထူးသဖြင့်ကတော့ဒီအောက်ဆုံးမှာပြန်ထားတဲ့ဒီ communication plan and coordination tools ပုံစံလေးအဲ့တော့ဒီ teams ကို project site ဘက်ကနေ project manager တွေ program manager တွေကနေပြီးတော့ဒီ teams ကိုလိုအပ်တယ်ဆိုရင်ဘယ်လိုသူတို့ကို communicate လုပ်လို့ရမှာလဲဘယ်လိုမျိုးသူတို့စီကိုအရင်ဆုံး initiate လုပ်လို့ရမှာလဲဆိုတဲ့ဟာမျိုးဖြစ်သွားတယ်အဲ့တော့ဒါ teams တွေအတွက်အရင်ကောင်းတယ်ဟုတ်ပြီနော်ဘာလို့ဆိုတော့ကျွန်တော်တို့အခုတော်တော်များများလည်းသိမှာပါတကယ်အလုပ်ဖွင့်နေမှာဆိုရင်ဘာဖြစ်လိမ့်ရှိလဲဆိုတော့ဒီ share resource တွေသုံးလို့ရှိရင်ဒီ project ကလည်းဒီတင်လို့ချင်တယ်ဒီ project ကဒီတင်လို့ချင်တဲ့အချိန်မှာအတင်းအားဓမ္မတွေဖြစ်ကုန်ပြင်မှာအဲ့တော့တစ်ခါလေကြာရင်တချို့ teams တွေတနာဖို့ကောင်းတယ်သူတို့မှာ resource မရှိရတဲ့ဒီကိုလည်းလုပ်ပေးရဟိုလည်းလုပ်ပေးရတဲ့မှာအဲ့လိုမျိုးဖြစ်တာဗျအဲ့တော့အခုကျတော့ teams အနေနဲ့လည်းသူတို့လုပ်တဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုတေချာ 100% လုပ်လို့ရတယ်လို့သူတို့အတွက်လည်းဒါကြီးကတနည်းအားဖြင့် authority တစ်ခုပေးလိုက်တဲ့သဘောပဲအဲ့လိုမျိုးပေါ့နော်အဲ့တော့အဖက်ဖက်ကအရင်အဆင်ပြေပါတယ်ပြီးရင်ဒီ project team တွေဒီ project manager တွေ program manager တွေဘက်ကနေဆိုလဲဒီလိုမျိုးဟာရှိခြင်းအပြင်သူတို့သိပါရောဒီ teams ကတော့ငါတို့ဘယ်အချိန်မှရမယ်ဆိုပြီးအဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ plan တွေချလို့ရတယ် prioritization တွေလုပ်လို့ရတယ် business တွေအနေနဲ့ညှိလို့ရတယ်ပေါ့နော်အဲ့ဒါလေးပါကျွန်တော်ဒီနေ့ရှင်းပြခြင်းနဲ့ team chat တာဆိုတာလေးလေဟို PNB မှာ team chat တာကိုခဏတော့မြင်နေရဒါပေမဲ့ဟိုဒီတိုင်းတမန်ကရှန်ကပဲလက်လာမိရဆိုရင်ဗာပြောအခုအသုံးဝင်သွားပေါ့ကိုက team leader လိုမျိုးလုပ်နေရတာတို့ဘာလို့ဆိုလဲအသုံးချကြည့်လို့ရပါဘောနော် okay အားလုံးပဲကျွန်တော်တင်ပါတယ်နောက်ကြရင်လည်းဘလို့ဟာလေးတွေ sharing လုပ်စေချင်လဲဆိုတာပြောခဲ့ပေးပါเนาะကျွန်တော်အားရအားဆိုဗီဒီယိုလေးလုပ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye